မေတ္တာဆိုတာဘာလို့ဆိုတော့များသောအားဖြင့်လူတွေကမေတ္တာဆိုတာကိုချစ်ချင်းလို့အကြံဉာဏ်နားလည်ထားကြတကယ်တမ်းကမေတ္တာဆိုတာဘာလို့ဆိုရင်မေတ္တာဆိုတာသူတစ်ပါးရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သိလားငါသည်ဘေးရန်ကင်းခြင်းတယ်အဲ့ဒါလိုပဲတခြားသောတတ္တဝါတွေဟာလည်းဘေးရန်ကင်းခြင်းကြလိမ့်မယ်လို့ကိုယ်နဲ့နှိုင်းစာပြီးတော့တတ္တဝါတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းတဲ့သဘောနော်ငါသည်ကျမ်းမာရေးကောင်းခြင်းတယ်ငါသည်နှလုံးစိမ်ဝမ်းငြိမ်းချမ်းခြင်းတယ်အဲ့ဒါလိုပဲတခြားသောတတ္တဝါတွေဟာလည်းကျမ်းမာရေးကောင်းခြင်းကြလိမ့်မယ်နှလုံးစိမ်ဝမ်းငြိမ်းချမ်းခြင်းကြလိမ့်မယ်လို့ကိုယ်နဲ့နှိုင်းစာပြီးတော့တခြားသောတတ္တဝါတွေလိုလားတောင်းတကြတဲ့ကောင်းကျိုးနဲ့ချမ်းသာရသွားကြပါစေလို့စိတ်ထဲကညှပ်ပေးတယ်ဆိုရင်အဲ့ဒါဘာခေါ်မလို့မေတ္တာအဲ့တော့ဦးဇင်းတို့အလွယ်ဆုံးနဲ့အရှင်းဆုံးအတူဆုံးပြောရရင်တော့တတ္တဝါတွေရဲ့အပေါ်မှာချမ်းသာစေခြင်းနဲ့စိတ်ဒါမေတ္တာစိတ်လို့နားလည်ရမယ်ကောင်းစားစေခြင်းလားကောင်းသွားစေခြင်းလားဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မေတ္တာတရားကြိုးစားပြီးတော့ပွားများကြတဲ့နေရာမှာအစကနဦးအလုံးသောတတ္တဝါအနန္တဘေးရန်ကင်းကွာကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေလို့နှုတ်ကတွတ်တွတ်နဲ့ရွတ်ဆိုနေဖို့လိုတယ်စိတ်ကလေးစိုက်ပြီးတော့စိတ်ကလေးညှွတ်ပြီးတော့အာယုံပြုတ်ပြီးတော့နော်ရွတ်ဆိုနေဖို့လိုတယ်နော်အဲ့ဒါလိုစိတ်စိုက်ပြီးတော့တကယ်စိတ်ပါလက်ပါရွတ်နေမယ်ဆိုလို့ရှိရင်ဒီမေတ္တာပို့နေတဲ့အလုပ်ရဲ့ပုံမှာစိတ်တွေဝင်စားပြီးတော့မေတ္တာရဲ့အရှိန်အစော်မေတ္တာရဲ့အစွမ်းတတ္တိကြောင့်ကိုယ်တိုင်ကိုပဲအေးချမ်းတယ်ဆိုတာကိုစတင်ပြီးတော့ခံစားရလိမ့်မယ်ဟုတ်ရဲ့လားအလုံးသောတတ္တဝါဘေးရန်ကင်းကွာကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေမကောင်းတာတွေဘာမှမဖြစ်ကြပါစေနဲ့ကောင်းတာမှန်သမျှအားလုံးဖြစ်ပါစေဟုတ်လားအဲ့ဒါလိုလှိုက်လှဲစိတ်ညှုပ်ပြီးတော့ရွတ်ဆိုနေခြင်းသည်ဒါဘာလုပ်နေတာတော့မေတ္တာပွားနေတာဒါကြောင့်မေတ္တာတရားရဲ့အစွမ်းတတ္တိတွေကိုပြောတဲ့နေရာမှာပြင်ဘက်ကယံနေအေးတယ်ဆိုတာကိုလည်းမြတ်စွာဘုရားထည့်ပြီးတော့ဟောထားတာရှိတယ်ထည့်ပြီးတော့ဟောထားတာရှိတယ်နော်ဘုရားတို့တန်ရုပ်ပါဠိတော်မှာကုလသုတ်တံဆိုပြီးတော့သုတ်တံလေးတစ်ခုတွေ့ရတယ်အဲ့ဒီမှာဗာပြောထားတယ်ဆို